ကျေးဇူးတင်ကြောင်းပြောချင်တယ်ပေးမမသိအောင်ပေးသွားခဲ့ပြီးငါတို့ရမမသိအောင်ရရှိခဲ့ကြပြီးတော့ငါတို့လွမ်းမမသိအောင်လွမ်းရတရိယာမမသိအောင်တရိယာကြအမြင့်ဆုံးနဲ့အနိမ့်ဆုံးအကောင်းဆုံးနဲ့အဆိုးဆုံးအခြေအနေတိုင်းကိုမတုံမလို့တည်တည်ငြိမ်ငြိမ်ပါကြက်တည်ရှိရှိပါလောကရန်တရားကိုမှထိတ်ပုတ်ခေါင်းပုတ်ပါပွင့်လိုက်တဲ့အပွင့်တိုင်းကိုမှတ်ရသားရလွမ်းရမောရစေရနာတွေနဲ့လန့်ပြသွားတဲ့ပုံများရင်သက်ရှုမောဝဲမေတ္တာတွေနဲ့တည်ပြသွားပုံများပင့်သက်လိုက်မောဝဲအမိနာမကိုကြားရယုံတရံရေးရေးရုပ်ပုံကောက်ကြောင်းကလေးတစ်ကြောင်းကိုမြင်ရယုံပညာနဲ့ဖြတ်တန်းရင်ဆိုင်ခဲ့ပုံတွေကိုမှတ်ရသားရနာရကြရကြောက်နေသမျှမလွတ်လပ်ကြောင်းအင်းအားဟာအမှန်တရားမဟုတ်အမှန်တရားတည်တာအင်းအားဖြစ်ကြောင်းစွန့်တင်တာကိုစွန့်ရရမယ်အကြောင်းအဲ့ဒီတတုအတန်တွေရဲ့စီးရဆင်းရမြစ်ဖြားခံရပေါ်အမောင်တွေကလျှက်စီးလို့ထင်ရှားလွန်းပါတယ်နိုင်ငံတော်ရေအနှစ်မှာအကြိမ်ကြိမ်လှမ်းဆွဲတာခံရတဲ့ရတနာကောက်ရိုးမြင်ကလေးအသက်ရှိနေတဲ့ပြည်သူနတ်နေကိုင်းကလေးတက်ချိုင်မှုကြိုးသားတဲ့ကောင်တိုင်းအဝီစီကိုတန်းကြခဲ့တာပဲမလားအခုဖြင့်ကမ္ဘာအသက်ကြီးဆုံးနိုင်ငံရေးအကျဉ်းသားတယ်ကမ္ဘာကလည်းနာမယ်ဆိုရင်နာစရာကြီးပါငါတို့အတွက်တော့အတွေးခေါ်တွေပေးတယ်တတိကိုပေးတယ်ပညာကိုပေးတယ်တာဝန်ယူမှုတာဝန်ခံမှုကိုပေးတယ်လူသားဆန်မှုကိုပေးတယ်မေတ္တာကိုပေးတယ်တနက်ပြောင်းဝကိုမျက်နှာချင်းဆိုင်ပြီးမှအသက်ကိုပေးတယ်မိသားစုဘဝကိုပေးတယ်အချိန်ကိုပေးတယ်ငယ်ရွယ်ပျိုမြင့်မှုကိုပေးခဲ့တယ်ငါတို့မှာပြန်မပေးနိုင်တော့ငေးနေရတော့ငါတို့ရဲ့တက်တန်းကိုများထိုမျိုးကောင်းသမီးရဲ့လက်ကြံတက်တန်းနဲ့ပေါင်းထည့်ပေးလို့ရရင်ကောင်းမယ်မနေ့ပြန်မှာအသက်80ပြည့်ပြီတဲ့ကျမ်းမာနေပေးဖို့အနာရောဂါကင်းဖို့အသက်ရှည်စေဖို့အမြန်ဆုံးလွတ်မြောက်ဖို့ဒီစုလေးပြည့်ရင်ကျေနပ်ပါပြီဂုံဘုတ်တွေကိုရေးပြလို့ကုံမာမမဟုတ်တာကွယ်ဘယ်သူပါလို့မပြောပါပဲဘယ်သူပါလို့သိနေရလောက်အောင်ကိုကြီးကျယ်မြင့်မြတ်လွန်းပါတယ်အိမ်မက်ထဲမှာတွေ့တော့လဲကြောမိတယ်ရုပ်ပုံကိုတွေ့တော့လဲကြောဖြစ်တယ်အပြင်မှာတွေ့ရင်တော့လိုက်လိုက်လဲလဲကျေးဇူးတင်ကြောင်းကိုပြောချင်တယ်လက်ကလေးကိုကင်လို့မျက်နှာကိုမော့ငေးလို့ကျေးဇူးအများကြီးတင်တဲ့အကြောင်းကိုတဝါကြီးပြောချင်ပါတယ်သင်သူ